မင်္ဂလာပါရှင်ဒီနေ့ချက်ဖြစ်တာလေးကတော့ငါငပိရေကျိုးချက်ကလေးပဲဖြစ်ပါတယ်စားလို့အရန်ကောင်းပြီးတော့ချက်ရတာလည်းလွယ်ကူတဲ့ဟင်းလေးပါဟင်းစားမချက်ခင်အရင်ဆုံးငပိရေလေးကျိုးထားလိုက်ပါတယ်ပြီးရင်တော့ထုံးစံတိုင်းချက်တော်အရှင်ကြီးမြေကြီးစိမ့်လေးတို့ကိုစီတက်လိုက်ပါတယ်ပြီးရင်တော့ငါးလေးပါထည့်ပြီးတစ်ခါလေးလုံးလိုက်ပါတယ်ငါးကတော့ဒီတစ်ခါခေါင်းလေးကြီးအမီးလေးတွေနဲ့ငါးဖိုက်သားလေးတွေပဲဒီတန်းချက်ထားပါတယ်ငါးလေးကိုအတော်အသင့်လုံးပြီးသွားပြီဆိုတာနဲ့ခုနကြိုးထားတဲ့ငပိရေကြိုးလေးထည့်လိုက်ပါတယ်။ပြီးရင်ကိုလိုချင်သလားရေအတိုင်းတာပါတခါလေးထည့်ပါမယ်နော်။လိုအပ်တဲ့ဟင်းရေအတိုင်းတာရပြီဆိုတာနဲ့အရသာလေးမြည်ပြီးလိုအပ်တာလေးကိုဖြည့်ဆွဲလိုက်ပါမယ်။ဟင်းရေလေးကောင်းကောင်းဆူလာပြီဆိုရင်တော့စီတက်တုံးကထည့်ထားတာငြူသီးစိမ့်နေတဲ့အတွက်ကြောင့်ငြူသီးစိမ့်အတောင်လေးထည့်ထည့်လိုက်ပါမယ်။အဆက်စားခြင်းတဲ့သူတွေကြိုက်စားလို့ရအောင်ပါ။နောက်ဆုံးအနေနဲ့နန်းနန်းမင်းလေးအုပ်လိုက်ပါမယ်နော်။ဒါဆိုရင်တော့မွေးမွေးလေးနဲ့ရှုရှုရှက်ရှက်စားလို့ကောင်းတဲ့ငါးငပိရေကျွတ်ချက်ကလေးရပါပြီ။